9ရက်12လ2025တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်အငင်းအခုံလေးတွေဖြစ်လာတဲ့အခါမှာကိုယ့်ဘက်ကအနိုင်ရပေမဲ့အပြစ်ရှိတဲ့ခံစားချက်ဒါမှမဟုတ်ကိုအားမလို့အားမရဖြစ်နေပြီးတော့အနိုင်ရမှုကမထိုက်တန်သလိုမျိုးခံစားရတတ်တယ်အနိုင်ရမယ်လုံးသမျှလည်းအောင်မြင်မယ်ထင်ပေါ်ကြော်ကြားတတ်တယ်စိတ်ရှည်ရမယ်ပင်တော့ပင်ပန်းမယ်ဒါပေမဲ့ရလာမယ့်အကျိုးဆက်ကကိုယ့်အတွက်လုံလောက်တဲ့ထိုက်တန်မှုကိုရလာပါလိမ့်မယ်ဒီနေ့အတွက်ဆောင်းရှောင်းမယ့်ຢာကတော့ဘာပဲလုံးသမျှအစီအစဉ်တွေကိုတစ်ခုမှကစီစဉ်ထားပါရလာတဲ့အကျိုးမြတ်တွေကိုကောင်းကောင်းအသုံးချပါအကောင်းဆုံးကိုမျှော်လင့်ပြီးတော့လုပ်ဆောင်ပါလက်ကြီးနံပါတ်နဲ့ Universe Message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်ဒီနေ့ဒါလုံးစင်ပြီးချုံးမွေးကြပါစေဗီဒီယိုကိုဆုံးတဲ့တိတိပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်